မျောလင့်ခြင်းတွေနဲ့အခြေအနေတွေဆူရွာနေခြင်းကဲတဲ့မဲ့သူရှိအရာရာမောင်တီဖို့လွားနေခြင်းတာငါရဲ့ဆုံးတလားအတွေ့များကြောင့်ရဲ့ရည်တွေနဲ့အရာရာရှုံးပြီးလိုက်ဖို့အသင့်ပါဒီဘဝမစိုးရိမ်နဲ့ငါသာတေဟာတယောက်တည်းမဟုတ်ပါတင်ကိုလင်းပင်ထားစံချီမြင်တော့ဟီကျွဲသူပါချီမွာမီတော့အနာများကုသလုံးနေတဲ့သူတခင်ကချင်းတွေနဲ့အခြေအနေတွေဆူရွာနေခြင်းကဲတဲ့မဲ့သူရှိအရာရာမောင်တီဖို့လွားနေခြင်းဒါငါရဲ့ဆုံးသလားအတွေ့များကြောင့်ရဲ့ရည်တွေနဲ့အရာရာရှုံးပြီးလိုက်ဖို့အသင့်ပါဒီဘဝတယောက်တည်းမဟုတ်ပါတင်ကိုလင်းပင်ထား